ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်တဲ့ professional driver တယောက်ဟာသူ့ရဲ့အလုပ်ကိုစီးမြင်3ခုချမှတ်ပြီးအလုပ်လုပ်ဆောင်လေရှိပါတယ်တစ်ချိန်မှာတော့စီးမြင်တစ်ခုကိုချိုးဖောက်ပြီးအထုပ်ကိုဖွင့်ကြည့်မိလိုက်တဲ့အခါဖရန်မာတင်ဟာအငိမ့်စားအထူးတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီးအခုတော့ပစ္စည်းပို့ဆောင်ရေးကိုအမှုပညာတစ်ခုလိုကျွမ်းကျင်ပိုင်နိုင်သူ transporter အဖြစ်အသက်မွေးနေပါတယ်သူဟာအလုပ်လုပ်ရမှာမေကွန်းထုတ်လေးမရှိဘဲပေးအပ်တဲ့တာဝန်ကိုအတိအကျပြီးမြောက်အောင်လုပ်ဆောင်သူပါဖရန်ဟာသူ့ဘဝအတွက်တင်းကျပ်တဲ့စီးမြင်3ခုကိုချမှတ်ထားပြီးဘယ်တော့မှမဖောက်ဖျက်ပါဘူးနံပါတ်1သဘောတူညီချက်ကိုမပြောင်းလဲရဥပမာလူ2ယောက်တင်မဲ့ဆိုရင်2ယောက်ပဲဖြစ်ရမယ်3ယောက်မဖြစ်ရနံပါတ်2နာမည်မမေးရဘသူအတွက်အလုပ်လုပ်နေလဲဆိုတာမမေးသလိုကိုယ့်နာမည်ကိုလည်းမပြောပြပါနံပါတ်3ပါဆယ်ထုတ်ကိုဘယ်တော့မှမဖွင့်ကြည့်ရအတွင်းထဲမှာဘာပဲပါဖွင့်မကြည့်ပဲပို့ပေးရမယ်တနေ့မှာဖရန်ဟာဘန်ဒါပြတိုက်တဲ့တပြ4ယောက်ကိုကားတင်ဖို့အခြေအနေနဲ့ကြုံပါတယ်သူတို့ဟာလူ4ယောက်ဖြစ်နေပေမဲ့ဖရန်ကသူ့ရဲ့စီးမြင်အတိုင်းလူ3ယောက်ပဲတင်မယ်လို့ပြောပါတယ်ဓာပြတွေကချင်းချောက်ပေမဲ့ဖရန်ကမရွေးပါဘူးနောက်ဆုံးမှာတော့ဓာပြကောင်းဆောင်ကသူ့လူ1ယောက်ကိုတပ်ပစ်လိုက်ပြီးလူ3ယောက်ပဲကြံတဲ့အခါမှာဖရန်ကကားကိုမောင်းထွက်ပေးလိုက်ပါတယ်ရဲတွေဝိုင်းထားတဲ့ကြားကနေဖရန်ဟာသူ့ရဲ့ကားမောင်းစွမ်းရည်နဲ့အလွယ်တကူလွတ်မြောက်အောင်မောင်းပြလိုက်ပါတယ်အလုပ်တစ်ခုမှာတော့သူဟာပါဆယ်အိတ်တစ်ခုကိုပို့ပေးရပါတယ်လမ်းမှာကားတာယာပေါက်လို့စစ်ဆေးချိန်မှာအိတ်ထဲကနေလှုပ်ရှားနေတာကိုဖရန်သတိထားမိသွားပါတယ်စီးမြင်3ကိုသူဖောက်ဖျက်မိတော့မလို့ဖြစ်ပေမဲ့ဆက်မောင်းလာခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အိတ်ထဲကလှုပ်ရှားတံတွေကြောင့်သူအိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်အထဲမှာလိုင်းဆိုတဲ့မိန်းကလေးကိုတွေ့လိုက်ရပါတယ်လိုင်းကိုပို့ပေးရမယ့်နေရာကိုရောက်တော့လဲသူမကိုအနေရပြုမဲ့ဒုစရိုက်ကိုင်းဝင်တွေနဲ့ကြုံတွေ့ရပါတယ်ဖရန်ဟာလိုင်းကိုကူညီဖို့ဆုံးဖြတ်လိုက်တဲ့အခါသူ့ရဲ့ကားဘုံခွဲခံရပါတယ်သူတို့2ယောက်ဟာတောထဲကနေထွက်ပြေးရပြီးဖရန်ရဲ့အိမ်မှာဘုံခွဲခံလိုက်ရပါတယ်နောက်ပိုင်းမှာလိုင်းကသူမရဲ့ဖခင်နဲ့ဒုစရိုက်ကိုင်းကောင်းဆောင်ဒါရန်တို့ဟာလူပေါင်း400ကိုကွန်တိန်နာထဲမှာပိတ်လောင်ပြီးလူကုန်ကူးဖို့ကြံစည်နေကြောင်းဖရန်ကိုပြောပြပါတယ်ဖရန်ဟာအစပိုင်းမှာတော့ရဲစခန်းအထိဖမ်းဆီးခံရပေမဲ့ရဲအရာရှိတာကိုနီနဲ့ပူးပေါင်းပြီးအမှန်တရားကိုဖော်ထုတ်ဖို့လှုံ့ဆော်ပါတယ်သူဟာကွန်တိန်နာတင်ထားတဲ့ထရက်ကားကိုလိုက်လံဖမ်းဆီးပါတယ်လေယာဉ်ပေါ်ကနေခုန်ချပြီးထရက်ကားပေါ်ကိုတက်ရောက်တိုက်ခိုက်ကဂိုင်းကောင်းဆောင်ဒါရန်ကိုတပ်ဖြတ်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့လိုင်ကသူမရဲ့ဖခင်ဖြစ်သူကိုပါတပ်ပစ်လိုက်ပါတယ်ရဲတွေရောက်လာပြီးကွန်တိန်နာကိုဖွင့်လိုက်တဲ့အခါလူ400လုံးအသက်ရှင်လျက်ကဲတင်နိုင်ခဲ့ပါတယ်ဖရန်နဲ့လိုင်တို့2ယောက်လုံးအသက်ရှင်ကျန်ရစ်ခဲ့ပြီးဖရန်မာတင်အတွက်တော့နောက်ထပ်ပို့ဆောင်ပေးရမယ့်အလုပ်တွေထူးခြားတဲ့စိန်ခေါ်မှုတွေကအမြဲဆောင်ကြိုနေဦးမှာပါ Transporter ရုပ်ရှင်ရဲ့ဇာတ်လမ်းဗီဒီယိုကိုသဘောကျနှစ်သက်တယ်ဆိုရင် Channel ကို Subscribe လုပ်ထားပေးကြပါဦးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်